ကိုကျမ်းပိုက်ကတော့ယောမဩရာစာခန်းကြီး73ဖြစ်ပါတယ်။ယောမဩရစာအခန်းကြီး73အငယ်1မှ9အစိုးရသောမင်းအာဏာစက်၏အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။အကြောင်းမူကားဘုရားသခင်၏အခွင့်မရှိလျှင်မင်းအာဏာစက်မရှိ။အာဏာစက်ရှိသမျှသည်ဘုရားသခင်ခန့်ထားတော်မူရာဖြစ်သတည်း။ထိုကြောင့်မင်းအာဏာကိုဆန်သောသူသည်ဘုရားသခင်စီရင်တော်မူရာကိုဆန်သောသူဖြစ်၏။ထိုသို့ဆန်သောသူသည်ရာဇဝတ်ကိုခံရမည်။မင်းမူကားကောင်းသောအကျင့်ကိုကျင့်သောသူကြောက်ဖို့ဖြစ်သည်မဟုတ်။မကောင်းသောအကျင့်ကိုကျင့်သောသူကြောက်ဖို့ဖြစ်၏။မင်းအာဏာကိုမကြောက်ဘဲနေခြင်းသလော။ကောင်းသောအကျင့်ကိုကျင့်လော့။ကျင့်လျင်မင်းအာဏာကြောင့်ချီးမွမ်းခြင်းကိုခံရလိမ့်မည်။မင်းသည်ကားသင်၏အကျိုးအလိုငှါဘုရားသခင်၏အစေခံဖြစ်၏။မကောင်းသောအကျင့်ကိုကျင့်လျင်ကြောက်ခြင်းရှိစေလော့။အကြောင်းမူကားမင်းသည်အချည်းနှီးထားကိုဆောင်သည်မဟုတ်။မကောင်းသောအကျင့်ကိုကျင့်သောသူတို့ကိုအပြစ်တရားစီရင်ရာရာဇဝတ်ပေးပိုင်သောသူတည်းဟူသောဘုရားသခင်၏အစေခံဖြစ်သတည်း။ထိုကြောင့်ရာဇဝတ်ကိုကြောက်သောကြောင့်သာမင်းအာဏာစက်၏အုပ်စိုးခြင်းကိုဝန်ခံရမည်မဟုတ်။ကိုသိသောစိတ်ကိုထောက်၍ဝန်ခံရမည်။ထိုအကြောင်းကြောင့်အခွန်အတုတ်ကိုပေးကြလော့။မင်းတို့သည်ဘုရားသခင်၏အမှုစောင့်ဖြစ်၍အမှုတော်ကိုအမြဲထမ်းကြ၏။ထိုကြောင့်လူအသီးအသီးခံထိုက်သည်အတိုင်းပေးကြလော့။အခွန်ကိုခံထိုက်သောသူအားအခွန်ကို၎င်း၊အကောက်ကိုခံထိုက်သောသူအားအကောက်ကို၎င်းပေးကြလော့။ကြောက်ထိုက်သောသူကိုကြောက်ကြလော့။ရိုသေထိုက်သောသူကိုရိုသေကြလော့။အချင်းချင်းချစ်ခြင်းမေတ္တာမှတပါးအဘယ်ကြွေးမျှမတင်စေနှင့်။သူတပါးကိုချစ်သောသူသည်အကျင့်တရားနှင့်ပြည့်စုံပြီ။အကြောင်းမူကားသူ့မယားကိုမပြစ်မှားနှင့်။လူအသက်ကိုမသတ်နှင့်။သူ့ဥစ္စာကိုမခိုးနှင့်။မမှန်သောသက်သေကိုမခံနှင့်။သူ့ဥစ္စာကိုတပ်မက်လိုချင်သောစိတ်မရှိစေနှင့်ဟူသောပညတ်မှစ၍အခြားသောပညတ်ရှိသမျှတို့သည်ကိုယ်နှင့်စပ်ဆိုင်သောသူကိုကိုယ်နှင့်မျှချစ်လော့ဟူသောပညတ်တစ်ခု၌အပါအဝင်ဖြစ်ကြ၏။ချစ်ခြင်းမေတ္တာရှိသောသူသည်ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကိုမဖျက်ဆီးတတ်။ထိုကြောင့်ချစ်ခြင်းမေတ္တာသည်အကျင့်တရားနှင့်ပြည့်စုံရာဖြစ်သတည်း။17မှ14ထိုမှတပါးငါတို့ကိုကယ်တင်သောကျေးဇူးတော်သည်ငါတို့ယုံကြည်သောနေ့ရက်၌နီးသည်ထက်ယခုသာ၍နီးသောကြောင့်၎င်းညအချိန်ကုန်လူ၍နေ့အချိန်ရောက်လူသောကြောင့်၎င်းယခုအခါအိပ်ပျော်ရာမှနိုးရသောအချိန်ရောက်ခဲ့ပြီဟုငါတို့သည်သိ၍ကာလအချိန်ကိုထောက်လျက်မှောင်မိုက်၏အကျင့်ကိုပယ်ရှား၍အလင်း၏လက်နက်စုံကိုဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့ပွဲလုပ်ခြင်းရစ်မျိုးတောက်ကျူးခြင်းမတရားသောမေထုန်၌မှီဝဲခြင်းကိလေသာညှဉ်းညူးခြင်းရန်တွေ့ခြင်းဂုဏ်ပြိုင်ခြင်းအမှုတို့ကိုကျင်ဆောင်၍နေ့အချိန်၌ကဲ့သို့တင့်တယ်လျောက်ပတ်စွာကျင့်ဆောင်ပြုမူကြကုန်အံ့သခင်ယေရှုခရစ်ကိုယူတင်ဝတ်ဆောင်ကြလော့ကိုယ်ကာယ၏တတ်မဲ့ခြင်းအလိုငှါမကြံစီကြနှင့် Okay နောက်ကျမ်းပိုက်မှာပြန်တွေ့ကြမယ်နော် Bye bye